နတ်ဆိုးနန်းတော်တွေကလူ10ယောက်စာလောက်ကျဲတဲ့ကတင်မဲကြီးပေါ်မှာကောင်မလေးဟာမောဟိုက်ပြီးလှဲနေရင်းနဲ့သူမရဲ့ခြေထောက်ကြားထဲကနေလုံးကောက်ကောက်အတုံးခဲလေး၅ခုလိမ့်ထွက်လာတာကိုကြည့်နေမိပါတယ်ထူးခြားတဲ့အော်ဟစ်တန်တွေဒါမှမဟုတ်နတ်ဆိုးအငွေ့သက်တွေထွက်ပေါ်မလာဘဲနူးညံ့ဖြူဖွေးနေတဲ့နှင်းမြေခွေးလေး၅ကောင်ဖြစ်နေတယ်ထူးခြားတာကအဲ့ဒီမြေခွေးပေါက်လေးတွေမှာအမီးတိုတိုလေး9ခုစီပါနေတာပါပဲဝမ်းဆွဲတဲ့နတ်ဆိုးဖွားအိုဟာရေနွေးစလုံးကိုကင်ထားရင်းအံ့ဩလွန်းလို့မျက်လုံးတွေပြူးထွက်မတက်ဖြစ်နေပြီးနောက်တစ်စက္ကန့်မှာတော့ကျန်းပြင်ပေါ်ကိုဖုံးခနဲ့လဲကျပြီးတတိလစ်သွားပါတော့တယ်ကောင်မလေးရဲ့အနားမှာရှိတဲ့အစေခံမလေးဟာလည်းကြောက်လန့်တကြားတုံရင်နေပြီးသူမရဲ့သခင်မလေးဟာနတ်ဆိုးဘရင်ရဲ့ရင်သွေးကိုမွေးတာမဟုတ်ပဲအမွေးပွားပွားဝိညာဉ်သားရဲတွေကိုဘာလို့မွေးရတာလဲဆိုပြီးအော်ဟစ်မေးမြန်းနေပါတော့တယ်ကောင်မလေးဟာကိုလည်းဘာဖြစ်လို့ဖြစ်မှန်းမသိပဲသပင်တွေကိုဆွဲကာငိုခြင်းစိတ်ပေါက်နေပါတယ်သူမရဲ့နာမည်ကနန်းသူစာဖြစ်ပြီးအစွမ်းမရှိတဲ့အမိုက်လိုလူမျိုးမို့လို့သူမရဲ့ဂိုင်းချုပ်ကနတ်ဆိုးဘရင်စီကိုသားသမီးမွေးပေးဖို့အတွက်အတင်းကျပ်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်လက်ရှိနတ်ဆိုးဘရင်ကတော့အရန်ကိုရက်ဆက်ကြမ်းကြုတ်တဲ့သူဖြစ်ပြီးသူ့ရဲ့သွေးသားကိုစက္ကန့်မဲ့နတ်ဆိုးကလေးမွေးပေးနိုင်ဖို့အတွက်နတ်သမီးပေါင်းများစွာကိုခေါ်ယူခဲ့ဘူးပေမဲ့အရင်ကနတ်သမီးတွေဟာပုံစံမမှန်တဲ့ဘလူးတတော်ဝါတွေကိုပဲမွေးခဲ့တာကြောင့်နတ်ဆိုးဘရင်ကသူတို့ကိုရောကလေးတွေကိုပါတပ်ပစ်ခဲ့တာဖြစ်ပါတယ်ကောင်မလေးဟာလည်းသူမပိုက်ထဲကကလေးဟာနတ်ဆိုးဘရင်နဲ့ဘာမှမပတ်သက်တဲ့မြေခွေးလေးတွေဖြစ်နေတာကိုသိလိုက်ရတဲ့အခါမှာတော့တေးရတော့မယ်ဆိုတဲ့အတိနဲ့တုံ့လုံနေပါတော့တယ်အဲ့ဒီအချိန်မှာပဲနတ်ဆိုးနန်းတော်ရဲ့တန်တကားကြီးဟာပြင်းထန်တဲ့အရှိန်နဲ့ပွင့်ထွက်သွားပြီးအေးဆက်တဲ့အတန်ကြီးတန်ထွက်ပေါ်လာပါတယ်နတ်ဆိုးဘရင်ကကလေးတွေဘယ်မှာလဲလို့မေးလိုက်တဲ့အတန်ဟာတုံလို့ခြောက်ခြားစရာကောင်းလာပါတယ်ကောင်မလေးဟာနတ်ဆိုးဘရင်သာဒီမြေခွေးလေးတွေကိုမြင်သွားရင်သူမကိုဖောက်ပြန်တယ်လို့ထင်ပြီးအကုန်လုံးကိုတက်ပစ်မှတေးကြတယ်လို့တွေးနေပါတယ်အစေခံမလေးကလည်းကြောက်လန့်တကြားငိုယိုနေတဲ့အချိန်မှာပဲထူးဆန်းတာတစ်ခုဖြစ်ပျက်လာပါတယ်မြေခွေးပေါက်လေး၅ကောင်ဟာအပြင်ကတက်ဖြတ်လိုတဲ့အငွေ့သက်တွေကိုသိရှိသွားပြီးတုံရင်သွားကြပါတယ်အဲဒီနောက်မှာတော့သူတို့လေးတွေဟာတောက်ပတဲ့ဝိညာဉ်ပတိစေလေး၅စေအဖြစ်အသွင်ပြောင်းသွားကြပါတော့တယ်ကောင်မလေးဟာဘာမှစဉ်းစားမနေတော့ပဲအဲ့ဒီပတိစေ၅စေကိုကောက်ယူပြီးတခါတည်းမျိုးချလိုက်ပါတော့တယ်နတ်ဆိုးဘရင်ဟာနန်းတော်ထဲကိုအရှိန်အဝါအပြည့်နဲ့ဝင်လာပြီးကတင်ပေါ်မှာဘာမှမရှိတာကိုမြင်တော့မျက်မှောင်ကျုပ်သွားပါတယ်သူကကောင်မလေးကိုစူးစိုက်ကြည့်ပြီးကလေးတွေဘယ်မှာလဲလို့ထပ်မေးပါတယ်ကောင်မလေးဟာပတိစေတွေမျိုးထားရတာကြောင့်အသက်ရှူရခက်နေပေမဲ့ဒူးထောက်ချလိုက်ပြီးသူမမှာကိုဝင်မရှိခဲ့ပါဘူးလို့လိန်ညာပြောဆိုလိုက်ပါတယ်သူမဟာနတ်ဆိုးဘရင်ကိုကြောက်လို့ဘိုက်ပွားတဲ့ယောဂဖြစ်နေတာပါလို့အတင်းကျပ်ရှင်းပြနေရှာပါတယ်နတ်ဆိုးဘရင်ကတော့ဒီစကားကိုမယုံကြည်ပဲဒေါသထွက်နေတဲ့အချိန်မှာပဲနတ်ဆိုးဆရာဝန်ကသူမရဲ့သွေးခုန်တုံးကိုစမ်းသပ်ကြည့်ပါတယ်ဆရာဝန်ဟာအံ့ဩသွားပြီးကောင်မလေးရဲ့ဗိုက်ထဲမှာအလွန်စင်ကြယ်တဲ့ဝိညာဉ်စွမ်းရည်တွေရှိနေပြီးသူမရဲ့ကျင့်စဉ်အဆင့်တောင်မြင့်တက်သွားတာကိုတွေ့လိုက်ရပါတယ်နတ်ဆိုးဘရင်ဟာကောင်မလေးကကိုဝင်ရှိတယ်လို့လိန်ညာပြီးသူ့ကိုအဆက်ခွဲတယ်လို့ယူဆသွားကသူမကိုအခွင့်အရေးတွေအကုန်ရုပ်သိမ်းပြီးလူသူမနီးတဲ့တောတောင်ကြားထဲကိုနှင်ထုတ်လိုက်ဖို့အမိန့်ပေးလိုက်ပါတယ်ကောင်မလေးဟာအသက်ဘေးကလွတ်သွားတာကြောင့်ဝမ်းသာအားရနဲ့ချက်ချင်းပဲထွက်ခွာသွားပါတော့တယ်သူမဟာလူသူမရှိတဲ့မြူကိုးတွေဖုံးလွှမ်းနေတဲ့တောင်ကြားထဲကတစ်သားအိမ်အိုလေးစီရောက်တဲ့အခါမှာတော့မျိုးချထားတဲ့ပတိစေ၅စေကိုအန်ထုတ်လိုက်ပါတယ်အဲ့ဒီပတိစေလေးတွေဟာချက်ချင်းပဲမြေခွေးပေါက်လေးတွေပြန်ဖြစ်သွားကြပါတယ်မြေခွေးလေးတွေဟာစာလောင်လွန်းလို့အားနေနေတာကိုမြင်တော့ကောင်မလေးဟာသူမရဲ့လက်ချောင်းကိုဖောက်ပြီးသွေးတစ်ဆက်စီတိုက်ကြွေးလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အလင်းနှန်းတွေထွက်ပေါ်လာပြီးနောက်မှာတော့မြေခွေးလေးတွေဟာလူသားကလေးငယ်လေးတွေအဖြစ်ချက်ချင်းပြောင်းလဲသွားကြပါတယ်သူတို့ရဲ့ခေါင်းပေါ်မှာနရွက်ဖျားလေးတွေပါရှိနေပြီးပါဇက်ကနေလည်းမေမေလို့ခေါ်ကာကောင်မလေးစီကိုတိုးကပ်လာကြပါတယ်ကောင်မလေးဟာသူမရှိမှဝိုင်းအောင်နေတဲ့နရွက်လေးတွေနဲ့ချစ်စရာကလေးငယ်9ယောက်ကိုကြည့်ရင်ဘာလို့ရမှန်းမသိပဲကြောင်အန်ကြီးဖြစ်နေရပါတော့တယ်ကောင်မလေးဟာသူမရဲ့နှလုံးသွေးကိုတိုက်ကြွေးပြီးမြေခွေးကလေးတွေကိုလူပုံစံပြောင်းပေးခဲ့တဲ့အချိန်ကစပြီးမြေခိုးတောင်ကြားထဲမှာအတော်လေးကိုရုန်းကန်နေရပါတယ်အမွေးပွားပွားနရွက်လေးတွေနဲ့ချစ်စရာကလေး9ယောက်ဟာမေမေလို့တနေကုန်အော်ဟစ်ပြီးစော့ကစားနေကြတာကြောင့်ကောင်မလေးနဲ့သူမရဲ့အစေခံမလေးဟာလူလဲပိန်ချောင်ပြီးအတော်လေးကိုနွမ်းနယ်နေကြပြီဖြစ်ပါတယ်ဒီကလေးတွေဟာဘိုက်ဝါပြီးပျော်နေချိန်မှာလူပုံစံဖြစ်နေပေမဲ့ထိတ်လန့်သွားရင်ဒါမှမဟုတ်အိပ်ပျော်သွားရင်တော့နှင်းမြေခွေးလေးတွေအဖြစ်ပြန်ပြောင်းသွားတတ်ကြပါတယ်ဒါဟာသူတို့ရဲ့အမှတ်အသားကိုဖုံးကွယ်ဖို့အတွက်အဆင်ပြေစေတာကြောင့်အပြင်ကနတ်ဆိုးစစ်တီတွေလာရင်မြေခွေးရောင်ဆောင်ပြီးအသေးလေးတွေလိုငြိမ်နေဖို့ကောင်မလေးကသူတို့ကိုတေချာတင်ပေးထားရပါတယ်ဒါပေမဲ့အကြီးမားဆုံးပြဿနာကတော့စားစရာမရှိတာပဲဖြစ်ပါတယ်နတ်ဖျားအဆင့်မြေခွေးကလေးတွေဟာအရန်ကိုအစားကြီးပြီးမြင်ကြီးထွားလာတာကြောင့်ကောင်မလေးရဲ့သွေးနဲ့တင်မလောက်ငါတော့ပဲအမျက်ပေးနဲ့ရင်ဆိုင်နေရပါတယ်ကောင်မလေးဟာကလေးတွေဗိုက်စာလို့နရွက်လေးတွေတွဲကြနေတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်ကငိုကြွေးနေမိပါတယ်အစေခံမလေးကနတ်ဆိုးဘရင်ရဲ့မိဖို့ချောင်ကနေနတ်ဆိုးတို့တွေတွားခိုးဖို့အကြံပေးပေမဲ့အဲ့ဒီမှာရှိတဲ့အဆောင်ရှောက်တွေနဲ့ထောင်ချောက်တွေကြောင့်ဒါဟာတေချောင်းကျန်တာနဲ့အတူတူပဲလို့ကောင်မလေးကတားမြစ်ခဲ့ပါတယ်အဲ့ဒီညမှာပဲကောင်မလေးဟာအားနေပြီးအိပ်ပျော်သွားချိန်မှာထူးဆန်းတဲ့အတန်တွေကြောင့်လန်နိုးလာတော့ဘေးနားမှာရှိနေတဲ့ကလေး9ယောက်လုံးပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်ကောင်မလေးဟာကလေးတွေအပြင်ထွက်သွားပြီးနတ်ဆိုးစစ်တွေရဲ့တပ်ဖြတ်ခြင်းကိုခံရမှာစိုးရိမ်ပြီးယူမတက်ဖြစ်နေတဲ့အချိန်မှာပဲကလေး9ယောက်ဟာအိမ်ထဲကိုပြန်ဝင်လာကြပါတယ်ဒါပေမဲ့သူတို့တည်လာတဲ့ပစ္စည်းတွေကိုမြင်လိုက်ရတဲ့အခါမှာတော့ကောင်မလေးဟာမျက်လုံးပြူပြီးသတိလစ်မတက်ဖြစ်သွားရတယ်အကြီးဆုံး2ယောက်ကနတ်ဆိုးနန်းတော်မှာပဲတုံးတဲ့အဖိုးတန်ဝိညာဉ်စေးရည်တစ်တာကြီးကိုတည်လာကြပြီးတတိယနဲ့စတုထမြောက်ကလေးတွေကတော့နတ်ဆိုးဘရင်ရဲ့
အဆောင်ရှောက်တွေစီးတဲ့ငှက်သားတွေကိုပါဇက်နဲ့ကိုက်လာကြပါတယ်။အဆိုးဆုံးကတော့အငယ်ဆုံးလေးဖြစ်ပြီးသူဟာနတ်ဆိုးနန်းတော်ရဲ့အသက်သွေးကြောဖြစ်တဲ့နတ်ဆိုးရိုးတိုင်ကြီးကိုတော့မနိုင်မနှင်းတည်လာတာပဲဖြစ်ပါတယ်။အစီကံမလေးဟာအဲ့ဒီအရိုးတိုင်ကိုမြင်တာနဲ့ကြောက်လန့်ပြီးသတိလစ်သွားသလိုတလောကလုံးကိုတုန်ခါသွားစေတဲ့အချက်ပေးတန်ကြီးကလည်းထွက်ပေါ်လာပါတော့တယ်။ကောင်မလေးဟာကလေးတွေကနတ်ဆိုးဘရင်ရဲ့အခြေစိုက်စခန်းကိုဖျက်ဆီးခဲ့တာကိုသိလိုက်ရပြီးအကြီးအကျယ်ထိတ်လန့်နေချိန်မှာပဲနတ်ဆိုးဘရင်ဟာဒေါသတကြီးနဲ့အိမ်ထဲကိုရောက်လာပါတော့တယ်။သူကကောင်မလေးကိုနတ်ဆိုးရိုးတိုင်ကိုခိုးယူတဲ့သူလို့ထင်မှတ်ပြီးတပ်ပစ်ဖို့ပြင်ဆင်နေပါတယ်။ကောင်မလေးဟာကလေးတွေကိုကာကွယ်ဖို့အတွက်အပြစ်အားလုံးကိုသူမကောင်းပေါ်ပုံချပြီးသူမကိုပဲတပ်ပစ်ဖို့ငိုရိုကတောင်းပန်နေပါတော့တယ်။ကောင်မလေးဟာသေမင်းကိုစောင့်ဆိုင်ရင်းမျက်လုံးမိတ်ထားတဲ့အချိန်မှာထူးဆန်းတာတစ်ခုဖြစ်ပျက်လာပါတယ်။သူမရဲ့ရင်ခွင်ထဲကမြေခွေးကလေးနှစ်ကောင်ဟာနတ်ဆိုးဘရင်ရဲ့ခြေထောက်နားကိုတိုးကပ်သွားပြီးသူတို့ရဲ့အမွေးနုနုလေးတွေနဲ့ပုတ်တီးပုတ်တက်လောက်ကချွဲနှွေ့နေကြပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးဘေးကနတ်ဆိုးစစ်သူကြီးကမြေခွေးလေးတွေကိုတတ်ဖို့ကြိုးစားပေမဲ့နတ်ဆိုးဘရင်ကတားမြစ်လိုက်ပါတယ်။တလောကလုံးကကြောက်ရတဲ့နတ်ဆိုးဘရင်ဟာကုန်းထိုင်လိုက်ပြီးသူ့ရဲ့လက်ကြီးတွေနဲ့မြေခွေးကလေးတွေရဲ့ခေါင်းကိုအသာအရာပုတ်တက်ပေးနေတာကိုကောင်မလေးဟာအံ့ဩတုန်လှုပ်စွာမြင်တွေ့လိုက်ရပါတော့တယ်။နတ်ဆိုးဘရင်ရွမ်ကျူးဟာမြေခွေးကလေးရဲ့ချွဲနှဲမှုကိုခံလိုက်ရပြီးနောက်တကိုယ်လုံးတုန်ရင်သွားပြီးကောင်မလေးကိုစူးစိုက်ကြည့်ကဒါတွေကမင်းမွေးထားတာလားလို့မေးလိုက်ပါတယ်။ကောင်မလေးကလည်းကြောက်လန့်တကြားနဲ့ဟုတ်ကဲ့လို့ပဲပြန်ဖြေနိုင်ခဲ့ပါတယ်။ထူးဆန်းတာကရက်ဆက်လာပါတယ်ဆိုတဲ့နတ်ဆိုးဘရင်ဟာသူ့ရဲ့အသက်သွေးကြောဖြစ်တဲ့အရိုးတိုင်ကိုခိုးယူသွားတာတော့ဘာမှအပြစ်မပေးပဲသူ့ရဲ့စစ်တီတွေကိုပြန်ဆုပ်ဖို့အမိန့်ပေးလိုက်တာပဲဖြစ်ပါတယ်။နတ်ဆိုးစစ်သူကြီးတွေဟာအံ့ဩနေကြပေမဲ့နတ်ဆိုးဘရင်ရဲ့အမိန့်ကိုမလွန်ဆန်ရဲပဲပြန်လှည့်သွားကြပါတော့တယ်။ကောင်မလေးဟာအသက်ပေးကလွတ်သွားပေမဲ့နတ်ဆိုးဘရင်ရဲ့ထူးဆန်းတဲ့အပြုအမူကြောင့်ဒါဟာမုန်တိုင်းမလာခင်ငြိမ်သက်နေတာမျိုးလားဆိုပြီးပိုလို့တောင်စိုးရိမ်မကင်းဖြစ်နေရပါတယ်။သူမဟာကလေး9ယောက်ကိုခေါ်ပြီးထွက်ပြေးဖို့ပြင်ဆင်နေတော့မှပဲအမီးကို6နတ်ဆိုးမကအဆောင်ရှောက်တွေနဲ့အတူရောက်လာပြီးကောင်မလေးကိုအနိုင်ကျင့်ပါတော့တယ်။အဲ့ဒီနတ်ဆိုးမဟာမြေခွေးကလေးတွေကိုတက်ပြီးအဝတ်အထည်ချုပ်ဝတ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့လူယူဖို့ကြိုးစားပါတယ်။ကောင်မလေးဟာကလေးတွေရဲ့အမှတ်အသားပေါ်သွားမှာစိုးရိမ်တာကြောင့်သူမရဲ့ခန္ဓာကိုယ်နဲ့ကလေးတွေကိုအုပ်မိုးကာကွယ်ထားခဲ့ပါတယ်။နတ်ဆိုးမရဲ့ရိုက်နှက်မှုတွေကြောင့်ကောင်မလေးမှာဒဏ်ရာအပြင်းထန်ရခဲ့ပေမဲ့ကလေးတွေကိုတော့လုံးဝအထိခိုက်မခံခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲနတ်ဆိုးဘရင်ဟာနတ်ဖျားတစ်ပါးလိုရောက်ရှိလာပြီးကောင်မလေးကိုနှိပ်စက်တဲ့သူတွေကိုချက်ချင်းပဲအပြစ်ပေးလိုက်ပါတော့တယ်။နတ်ဆိုးဘရင်ဟာဒဏ်ရာတွေနဲ့လဲကျနေတဲ့ကောင်မလေးကိုကျင်နာစွာထူမပေးပြီးသူမကိုနတ်ဆိုးနန်းတော်စီကိုပြန်ခေါ်သွားခဲ့တယ်။အဲဒီနောက်မှာတော့ကောင်မလေးဟာနတ်ဆိုးဘရင်ရဲ့အထူးဂရုစိုက်မှုကိုရရှိခဲ့ပြီးအဖိုးတန်တဲ့ဆေးဝါးတွေနဲ့ကုသပေးခြင်းကိုခံရပါတယ်။နတ်ဆိုးဘရင်ဟာနေတိုင်းကောင်မလေးနဲ့မြေခွေးကလေး9ကောင်စီကိုလာရောက်လဲပတ်ပြီးကလေးတွေနဲ့ကစားပေးနေတာကြောင့်တနန်းတော်လုံးအံ့ဩနေကြပါတယ်။ကောင်မလေးကတော့နတ်ဆိုးဘရင်ကသူမကိုဘာကြောင့်ဒီလောက်အထိကောင်းနေရတာလဲဆိုတာကိုနားမလည်နိုင်ပဲထိတ်လန့်နေမိစေဖြစ်ပါတယ်။နောက်ထပ်ရက်သက်တစ်ပတ်အနည်းငယ်အကြာမှာတော့နတ်ဆိုးနန်းတော်ရဲ့ပွဲတော်ကြီးတစ်ခုကျင်းပခဲ့ပါတယ်။ကောင်မလေးဟာနတ်ဆိုးဘရင်ရဲ့ဘေးမှာမိဖုရားတစ်ပါးလိုထိုင်နေရပေမဲ့စိတ်ထဲမှာတော့မလုံမလဲဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲထောင်ထဲမှာပိတ်လောင်ခံထားရတဲ့အမီးကိုချောင်းနတ်ဆိုးမဟာရုတ်တရက်ဝင်ရောက်လာပြီးကောင်မလေးရဲ့လျှို့ဝှက်ချက်ကိုလူပုံအလဲမှာဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။သူမဟာတန်လောင်အင်ကြီးတစ်ခုကိုတည်ဆောင်လာပြီးအဲ့ဒီထဲမှာတော့ကောင်မလေးရဲ့သားသမီး9ယောက်ဟာလူသားကလေးပုံစံတွေနဲ့ချီနှောင်ခံထားရတာကိုအားလုံးကမြင်တွေ့လိုက်ရပါတယ်။နတ်ဆိုးမဟာဒီကလေးတွေဟာကောင်မလေးကတခြားသူနဲ့ရရှိခဲ့တဲ့သားသမီးတွေဖြစ်တယ်လို့ဆွဆွဲပြောဆိုလိုက်တဲ့အခါမှာတော့တနန်းတော်လုံးဆူညံသွားပါတော့တယ်။ကောင်မလေးဟာသူမရဲ့သားသမီးတွေအတွက်ကြောက်လန့်တကြားနဲ့ဒူးထောက်တောင်းပန်ပြီးသူတို့ကိုလွှတ်ပေးဖို့အတနာခံနေမိပါတယ်။နတ်ဆိုးဘရင်ဟာကောင်မလေးကိုနာကျင်တဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီးမင်းကကိုတစ္ဆာဖောက်ပြီးတခြားသူနဲ့ကလေးယူခဲ့တာလားလို့မေးလိုက်တဲ့အခါမှာတော့ကောင်မလေးဟာသူမမှာနတ်ဆိုးဘရင်ကလွဲလို့တခြားသူမရှိခဲ့ဘူးကြောင်းငိုယိုပြီးပြောပြနေပါတော့တယ်။ကောင်မလေးဟာသူမရဲ့ကလေးတွေဟာသူမရဲ့သွေးသားအရင်းချာတွေဖြစ်ပေမဲ့ဘယ်တော့မှယောက်ျားတစ်ယောက်နဲ့မပတ်သက်ခဲ့ဘူးကြောင်းနတ်ဆိုးဘရင်ကိုအသေးအတန်ရှင်းပြနေရပါတယ်။အဲ့ဒီလိုအသက်လူနေရတဲ့အရေးကြီးအချိန်မှာပဲသတင်းဆိုးတစ်ခုရောက်လာပါတော့တယ်။ဂိုင်းပေါင်းစုံကနတ်စင်ကျင့်ကြံသူတွေနဲ့နတ်ဆိုးတပုံတက်တွေပူးပေါင်းပြီးနတ်ဆိုးနန်းတော်ကိုတိုက်ခိုက်နေပြီဖြစ်ကြောင်းသတင်းပို့လာတာပါ။အမီးကိုချောင်းနတ်ဆိုးမဟာကလေးတွေကိုပြန်ပေးဆွဲယုံတင်မကပဲနတ်ဆိုးဘရင်ကိုနန်းချဖို့အတွက်ရန်သူတွေနဲ့လှုပ်ဝက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။နန်းတော်ထဲမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလာပြီးနတ်ဆိုးဘရင်ရွမ်ကျူးဟာလည်းသူ့ရဲ့နတ်ဆိုးသားကိုဆွဲထုတ်ကာရန်သူတွေကိုတယောက်တည်းရင်ဆိုင်တိုက်ခိုက်နေပါတော့တယ်။အဲ့ဒီရုံးရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာနတ်ဆိုးမဟာတန်လောင်အိမ်ထဲကကလေး9ယောက်ကိုအစိတ်လူးထားတဲ့ဓာတ်နဲ့ထိုးတက်ဖို့ကြိုးစားပါတယ်။ကောင်မလေးဟာဘာကိုမှမစင်စားတော့ပဲသူမရဲ့ခန္ဓာကိုယ်နဲ့ကလေးတွေကိုအုံမိုးကာကွယ်ပေးလိုက်ပါတယ်။အစိတ်များတစ်စင်းဟာကောင်မလေးရဲ့ရင်ဘတ်ကိုဖောက်ဝင်သွားပြီးသွေးတွေဟာတန်လောင်အိမ်ပေါ်ကိုစီးကျသွားပါတော့တယ်။ကောင်မလေးရဲ့သွေးတွေဟာကလေးတွေပေါ်ကိုကျသွားတဲ့အခါမှာတော့ကလေး9ယောက်ရဲ့ခန္ဓာကိုယ်ထဲကနေရှေးဟောင်းတဲ့ဖျားတွေရဲ့စွမ်းရည်တွေပေါက်ကွဲထွက်လာပါတယ်။ချီနှောင်ထားတဲ့ကြိုးတွေနဲ့လှောင်အိမ်ကြီးဟာတစားစီပွင့်ထွက်သွားပြီးမြေခွေးကလေး9ကောင်ဟာတောင်တလုံးလောက်ကြီးမားတဲ့နတ်ဖျားသားရဲကြီးတွေအဖြစ်အသွင်ပြောင်းသွားကြပါတော့တယ်။သူတို့ဟာနတ်ဆိုးမကိုချက်ချင်းပဲအပိုင်းပိုင်းဆွဲဖြတ်လိုက်ပြီးကျူးကျော်လာတဲ့ရန်သူတွေကိုလည်းအကုန်လုံးတက်ဖြတ်ပစ်လိုက်ပါတော့တယ်။ကောင်မလေးဟာသွေးအိမ်ထဲမှာလဲကျရင်သတိလစ်သွားခဲ့ပါတယ်။သူမနောက်ဆုံးမြင်လိုက်ရတာကတော့နတ်ဆိုးဘရင်ရွမ်ကျူးဟာရန်သူတွေရဲ့လျှက်စီးတံတွေကိုခံယူရင်းသူမစီကိုအယူတယောက်လိုအော်ဟစ်ကာပြေးလာတာပဲဖြစ်ပါတယ်။အချိန်တော်ကြာပြီးနောက်ကောင်မလေးနိုးလာတဲ့အခါမှာတော့သူမဟာနတ်ဆိုးနန်းတော်ထဲကသတင်းပေါ်မှာရောက်နေပြီးဒဏ်ရာတွေလည်းပျောက်ကွယ်နေတာကိုတွေ့လိုက်ရပါတယ်။သူမဘေးနားမှာတော့ငကားနဲ့လေးတကောင်အိပ်ပျော်နေတာကိုတွေ့လိုက်ရပြီးသူမရဲ့ပျောက်ဆုံးနေတဲ့မှတ်ဉဏ်တွေပြန်ပွင့်လာပါတော့တယ်
ကောင်မလေးဟာဒေါသတကြီးနဲ့အဲ့ဒီနဂါးနက်လေးရဲ့ဂုတ်ကိုဆွဲပြီးသူမရဲ့အပြိုစင်ဘဝကိုဖျက်ဆီးခဲ့တဲ့အတွက်ဆဲဆိုချိန်မောင်းကနဂါးနက်လေးရဲ့တင်ပါကိုရိုက်နှက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲကလေး9ယောက်ဟာအိမ်ထဲကိုပြေးဝင်လာပြီးသူတို့ရဲ့ဖေဖေကိုမရိုက်ဖို့တောင်းပန်ကြပါတယ်။ကောင်မလေးဟာအံ့ဩသွားပြီးနောက်သူမရိုက်နေတဲ့နဂါးနက်လေးဟာတလောကလုံးကကြောက်ရတဲ့နတ်ဆိုးဘရင်ရွမ်ကျူးဖြစ်နေတာကိုသိလိုက်ရပါတယ်။ရွမ်ကျူးဟာနဂါးနက်အဖြစ်ကနေလူပုံစံပြန်ပြောင်းလိုက်ပြီးသူမရဲ့ရှေ့မှာအပြစ်လုပ်ထားတဲ့ကောင်လေးတစ်ယောက်လိုဒူးထောက်ကအဖြစ်မှန်ကိုရှင်းပြပါတော့တယ်။သူဟာအရင်ကဒဏ်ရာရနေတဲ့အချိန်မှာကောင်မလေးကစံပြုတ်တိုက်ပြီးကဲတင်ခဲ့ဘူးကြောင်းနဲ့သူနတ်ဆိုးဘရင်ဖြစ်လာတဲ့အခါမှာကောင်မလေးကိုရှာဖွေပြီးနန်းတော်ကိုခေါ်ခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။ကောင်မလေးဟာနတ်ဖျားမြေခွေးမျိုးရိုးဖြစ်တာကြောင့်ကလေးတွေဟာမြေခွေးပုံစံနဲ့မွေးဖွားလာခဲ့တာဖြစ်ပါတယ်။အဖြစ်မှန်အားလုံးကိုသိသွားတဲ့အခါမှာတော့ကောင်မလေးဟာဝမ်းနဲ့ဝမ်းသာဖြစ်သွားရပါတယ်။တလောကလုံးကိုရန်ပြုခဲ့တဲ့နတ်ဆိုးဘရင်ဟာသူမတယောက်တည်းကိုသာအသက်နဲ့လဲပြီးချစ်မြတ်နိုးခဲ့တာဖြစ်ပါတယ်။တလောကလုံးကကြောက်ရတဲ့နတ်ဆိုးဘရင်ဟာအခုတော့သူမရဲ့ဘေးနားမှာကလေး9ယောက်နဲ့အတူပျော်ရွှင်စွာရှိနေပါတော့တယ်။တလောကလုံးကိုတုန်လှုပ်စေခဲ့တဲ့နတ်ဆိုးဘရင်ဟာအခုတော့သူ့ရဲ့မိဖုရားလေးရဲ့အနားမှာကပ်ပြီးနောက်ထပ်သမီးလေးတစ်ယောက်ထပ်မွေးကြရအောင်လို့ခက်နောက်နောက်ပြောဆိုရင်းပျော်ရွှင်စရာမိသားစုဘဝလေးကိုတိဆောက်သွားပါတော့တယ်။အဆုံးထိအားပေးခဲ့တာကျေးဇူးတင်ပါတယ်။ကြရင်လိုက်ပေးပြီးမန်းလေးရေးခဲ့ပါအောင်နော်။ဒါမှအစ်စ်တွေထပ်လုပ်ဖို့အားတက်တာမလို့ပါ။ချစ်တယ်နော်။အားပွား